US သမ္မတဒေါ်နယ်ထရန့်တရုတ်သမ္မတရှင်ကျင်းပြင်းနဲ့တွေ့တဲ့အခါမှာဘာတွေပြောလဲအီရန်အရေးနဲ့ပတ်သက်ပြီးဘာတွေပြောလဲဆိုတာသိချင်တဲ့လူများကိုကျွန်မကမြန်မာလိုနားလည်ရလွယ်ပြောပြပါနိုင်ငံတကာသတင်းတွေအင်္ဂလိပ်လိုပြောတဲ့နိုင်ငံတကာသတင်းတော်တော်များများဖော်ပြကြတာတွေကိုတွေ့ရလိမ့်မယ်မြန်မာလိုနားလည်ရလွယ်အောင်ပြန်လဲရှင်းပြပါမယ်အဲ့ဒါပါလဲဆိုရင်ဒေါ်နယ်ထရန့်နေပြီးတော့မှနိုင်ငံရဲ့ရှင်ကျင်းပြင်းနဲ့သူနဲ့ဒီလိုမျိုးကောင်းမွန်တဲ့ဆက်ဆံရေးနဲ့တည်တက်လာခဲ့တာနိုင်ငံဆက်ဆံရေးကောင်းမွန်လာခဲ့တာ12နှစ်ကျော်လာပြီပြီးတော့နောက်တစ်ခုကနောက်ပြီးတော့ဒီရှင်ကျင်းပြင်းကသူနဲ့စီးပွားကူတက်မှာအကောင်းဆုံးမိတ်ဖက်အနေနဲ့ဖြစ်ခဲ့ပြီးတော့မှအီရန်ရေးနဲ့ပတ်သက်ပြီးမှလည်းရှီကျင်းဖင်ကတဲ့ကျွန်တော်မြင်ထားတဲ့အတိုင်းပဲသူလည်းအဲ့လိုအမြင်ရှိနေကျွန်တော်နဲ့အမြင်ချင်းတူကြတယ်သူလည်းသဘောတူတယ်တဲ့အီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုမရှိစေရဘူးမပိုင်ဆိုင်စေရဘူးပြီးတော့ဒီစစ်ပွဲကြီးကိုလည်းကျွန်တော်တို့ပြီးဆုံးချင်တယ်ဒါပေမဲ့ဟိုဘွေရေးလက်ကြားကိုသူတို့ကပြန်ပိတ်လိုက်တဲ့အခါကျမှကျွန်တော်တို့ကလည်းပြန်အယုံလုံချုံရေးယူတဲ့သဘောနဲ့ကျွန်တော်တို့လည်းပိတ်ဆို့လိုက်တဲ့အချိန်မှာသူတို့ကပြန်ပိတ်သွားတယ်ဒါပေမဲ့အဲ့လိုနဲ့ပဲရှုပ်ထွေးနေပြီးတော့မှတော်တော်လေးကိုရှုပ်ထွေးမှုဖြစ်နေတဲ့ဒီစစ်ပွဲကြီးကိုကျွန်တော်တို့ကလည်းတကယ်ကိုအမြန်ဆုံးပြီးချင်ပါတယ်တဲ့အမြန်ဆုံးပြီးချင်တယ်ဒါကလည်းတရုတ်သမ္မတရှီကျင်းဖျင်ရဲ့သဘောကျွန်တော်တို့ရဲ့မြင်တဲ့အတိုင်းသူကလည်းအမြင်တူတယ်ပေါ့သူကတော့အဲ့လိုပြောတယ်ဒါပေမဲ့လည်းတချို့သုံးသက်တဲ့လူကတော့ပြီးတော့တချို့အဲ့လိုပေါ့နော်အဲ့ဒီသူတို့ပြောထားတဲ့တရုတ်သမ္မတရှီကျင်းဖျင်ကနေအဲ့နေရာမှာတစုံတရာတီးတက် mention ဖော်ပြပြီးတော့မှတကူတကပြောတာကျွန်တော်မရှိပါဘူးဒါပေမဲ့ဒေါ်နယ်ထရန့်တော့အီရန်နဲ့ပတ်သက်ပြီးမှအီရန်စစ်ပွဲနဲ့ပတ်သက်ပြီးမှပြောတော့ပါတယ်ဒီပွဲကိုသူအမြင့်ဆုံးပြီးချင်ပြီးဖို့လည်းလုပ်နေတယ်ပြီးတော့အဓိကအချက်ကတော့အီရန်ကိုယူကရိန်းနဲ့မပိုင်ဆိုင်စေရဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်ပြီးတော့ဒေါ်နယ်ထရန့်ဒီညနေမှာပဲသူ့ရဲ့ Air Force လေယာဉ်နဲ့ US ကိုပြန်သွားပါပြီနောက်ထပ်သတင်းတွေ US အီရန်စစ်ပွဲနဲ့ပတ်သက်ပြီးမှရောကမ္ဘာနိုင်ငံရေးနဲ့ပတ်သက်ပြီးမှရောဂျပန်နိုင်ငံသတင်းနဲ့ပတ်သက်ပြီးမှရောစိတ်ဝင်စားတော့သူများမရ Akinana News page မှာရောတင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာတခုတည်းတုံးတဲ့ Akinana News account ကိုအပေါင်းမနေရသေးရင်အပေါင်းလေးနှိပ်ပြီးတော့သူများလည်းမြင်စေချင်နေဆိုရင် share ပေးကြပါအားလုံးပဲဆင်ပြေကြပါစေ bye bye